လောကမှာလူတွေပြောလိပြောတာရှိတာစိတ်ဆင်းရဲလိုက်တာပင်ပန်းလိုက်တာစသဖြင့်ပြောလိပြောတာရှိတယ်အဲ့ဒါဒုက္ခတွေပဲအဲ့ဒီလိုစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုဒုက္ခတွေဘာကြောင့်ရတယ်လဲဆိုတဲ့အကြောင်းကိုရှာဖို့တော့ပြက်ကွက်နေတတ်ကြတယ်အမှန်ကတော့သူတို့ရဲ့အလိုဆန္ဒတွေသူတို့ရဲ့အမုန်းတွေအာဃာတတွေသူတို့ရဲ့မနာလိုအိတ်တာမစ္စရိယတွေသူတို့ရဲ့မာနတွေကြောင့်ပဲဒီလိုပြန်ခံစားနေရတာလို့မရှာတတ်ကြတာအဲ့တော့နည်းနည်းလိုချင်ရင်နည်းနည်းလောင်လိမ့်မယ်များများလိုချင်ရင်များများလောင်လိမ့်မယ်ဒါမြတ်စွာဘုရားတရားတော်အရာလိုချင်မှုရှိရင်ဆင်းရဲမှုတွေကြုံရမှာပါပဲကိလေသာတွေရှိနေတဲ့တည်းများကာလပတ်လုံးအေးချမ်းမှာမဟုတ်ဘူးလောင်ကျွမ်းနေမှာပဲဒီတော့လောကမှာနေနေနှစ်ခုရှိတယ်တရားနေလန်းအရာနေနေတရားလက်လွတ်နေနေလို့နှမျိုးရှိတယ်တရားနေလန်းကြကြနေတဲ့သူကတော့အရာရာကိုတင့်တဲ့နှလုံးသွင်းနေနေမယ်ချစ်စရာကောင်းပေမဲ့လို့လည်းပဲအလွန်ကြုံမချစ်တတ်ဘူးဘာကြောင့်လဲဆိုတော့လောကမှာမပြောင်းလဲသောအရာမရှိဘူးလို့သိထားတဲ့အတွက်မုန်းစရာအကြောင်းကိုတွေ့ရမယ်မြင်ရမယ်ကြားရမယ်ဆိုလည်းမမုန်းတတ်ဘူးခဏပဲတည်တဲ့အရာတွေပါလားမုန်းနေလို့အပေါ်ပဲအဲ့ဒီလိုဆင်ခြင်မိတယ်ကိုယ့်အခြေအနေတွေကောင်းနေလို့လည်းပဲမာနမကြည့်တတ်ဘူးမာနကြည့်လို့ပါမှအနှစ်သာရမရှိဘူးမကြခင်သေကြမှာပဲလူသားတိုင်းဟာသေခြင်းစီကိုဥတည်သွားနေတာဒါကြောင့်သူဟာဘဝင်မြင်ခြင်းတို့မာနကြည့်ခြင်းတို့ဖြစ်လာမှာမဟုတ်ရိုးရိုးရှင်းရှင်းကုမကတနာနဲ့ဖြားယောင်းလို့လည်းမရငွေနဲ့ဖြားယောင်းလို့လည်းမရဘာနဲ့မှဖြားယောင်းလို့မရဘဲနဲ့မမောမှုမရှိနေနိုင်တဲ့သူဟာတရားနည်းလမ်းကြကြနေနိုင်တာတရားလက်လွတ်နေတယ်ဆိုတဲ့သူကတော့ချစ်ရင်လည်းအလွန်ကျွံချစ်မှာမုန်းလည်းအလွန်ကျွံမုန်းမှာပဲမနာလို့လည်းအထွတ်ထိပ်ရောက်အောင်မနာလို့ဖြစ်မှာပဲဘဝင်မြင့်ရင်လည်းအထွတ်ထိပ်ရောက်အောင်ဘဝင်မြင့်ဖြစ်မှာပဲအဲ့တော့အကြနာတတ်တယ်အလိုကြီးတဲ့သူတွေအကြနာတတ်တယ်အချစ်ကြီးတဲ့သူတွေလည်းအကြနာတတ်တယ်အမုန်းကြီးတဲ့သူတွေလည်းအကြနာတတ်တယ်အထိနာတတ်တယ်မနာလိုစိတ်များတဲ့သူတွေလည်းအကြနာအထိနာတတ်တယ်ဘာကြောင့်လဲဆိုတော့သေတဲ့အခါအပေပါထက်ကြတာဖြစ်တဲ့အတွက်ကြောင့်မာနကြီးလွန်းတဲ့သူတွေလည်းအကြနာတတ်တယ်ဒါကြောင့်မလို့တရားလက်လွတ်နေတဲ့သူတွေဟာကိုယ်ဒုက္ခကိုရှာတဲ့သူတွေဒီတော့နည်းနည်းချစ်တယ်ဆိုရင်ဒုက္ခနည်းနည်းရှာတာများများချစ်တယ်ဆိုတာဒုက္ခများများရှာတာပါကိုယ်ဒုက္ခကိုရှာတဲ့သူတွေပါပဲဒေါသထွက်တယ်ဆိုတာလည်းအခြေအနေတွေကိုပိုပြီးဆိုးသွမ်းလာအောင်လုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ဒုက္ခကိုရှာတာပါပဲမာနကြီးတယ်ဆိုတာလည်းပဲတရားလက်လွတ်တွေဖြစ်လာစေတဲ့အတွက်ကြောင့်ကိုယ်ဒုက္ခကိုရှာတာပါပဲကိုပြုတဲ့အရာတွေဟာကိုယ်စီကိုပဲပြန်ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်ကိုတရားလက်လွတ်လုပ်လိုက်တဲ့အရာမှန်သမျှဟာဒုက္ခခံစားဖို့တွေပဲလို့အဲ့ဒီလိုဆင်ခြင်ပြီးတော့ဘဝနေနည်းကိုတရားလမ်းကြောင်းကြကြနေနည်းနဲ့ဖြစ်အောင်နေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်